တက္ကရာတွေကဘလို့ဖြစ်တာတော့ဆိုတော့ခုမင်းတို့ငါတို့ခုသုံးနေတဲ့1386 89ဆိုတာကဟိုဗကံခေပုံပါစောယဟန်ကဖြိုခဲ့တဲ့တက္ကရာအဲ့ဒါကအတ္တိသုံးနေတာနော်အတ္တိသုံးနေတာပုံပါစောရဲ့ရစ်ရှေ့မှာတရေခေတရာလို့ခေါ်တဲ့ပြူခေတုံကသမုဒ္ဒရမင်းကလည်းပဲတစ်ခါဖြိုခဲ့သေးတယ်တက္ကရာနော်ဖြိုခဲ့သေးတယ်အဲ့လိုဖြိုခဲ့တယ်နောက်ဖြိုခဲ့တဲ့အဲ့ဒီရှေ့မှာဘလို့တက္ကရာတွေကဖြိုခဲ့ကြတာတုံးဆိုတော့အဲ့ဒီမူရင်းကနေနည်းနည်းလေးငါပြန်ပြောပြမယ်မဟာတက္ကရာဆိုတာရှိအခုဆရာတော်ကြီးလေဒီဆရာတော်ကြီးရေးတဲ့ဘုရားရှိခိုးထဲမှာရေးတာကမဟာတက္ကရာနော်68ကျုံဆိုတာနော်မြတ်စွာဘုရားမွေးတာမဟာတက္ကရာ68ခုနှစ်မှာမွေးတာနော်တောက်ကြနေဆိုပြီးတော့နော်အဲ့ဒါ68အဲ့ဒီ68ဖြစ်ပုံကိုသိမှဒီအတွက်လို့ရမှာနော်ဒီမသက္ကတိ68ကဘယ်လိုလုပ်ဖြစ်တာတုံးဆိုတော့ဘိုးတော်အင်ဇနာမင်းဆိုတာဘိုးတော်ဆိုတာဒီပြည့်လူဘုံမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဘိုးတော်အင်ဇနာမင်းနဲ့နာမည်အင်ဇနာလေနော်အဘိုးဆိုတာကမြတ်စွာဘုရားရဲ့အမေမေရောမာယာရဲ့အဖေသူကနော်အဲ့ဒီမေရောမာယာရဲ့အဖေဖြစ်တဲ့အင်ဇနာမင်းကသူ့လက်ထက်ကရှိတဲ့တက္ကရာအဲ့ဒါတော့အတိအကျတော့မသိဘူး8000ကျော်တယ်8600လားရှိတယ်တက္ကရာခုနှစ်ပေါ့နော်ခုနှစ်8600ရှိတဲ့တက္ကရာကြီးကိုအကုန်ဖြိုလိုက်တာသူကအစ္စလာမ်ရဲ့နော်အကုန်ဖြိုလိုက်ဆိုတော့မသုံးတော့ဘူးဖြတ်ပြီးတော့ဘယ်ထိအောင်သူကဖြိုလိုက်တာတုံးဆိုတော့တပေါင်းလာထိတပေါင်းလာကွယ်ထိ8600ကျော်ရှိတဲ့တက္ကရာကြီးကိုတပေါင်းလာကွယ်ထိအကုန်လုံးဖြိုလိုက်ပြီးတော့တစ်ကနေပြန်စားတက္ကရာတစ်ကနေပြန်စားတယ်အဲ့ဒီတစ်ကိုပြန်စားတဲ့အခါကျတော့ဘယ်ကနေစားလို့ဆိုတော့တကူလာစားနော်ဒါကိုသိမှတကူလာဆန်တည့်ရဲ့ဒါကြောင့်မို့လို့တို့တင်ညာနေတကူလာကြတာအဲ့ဒါကြောင့်ကြတာတချို့ဘာကြောင့်ကြမှမသိဘိုးတော်အင်ဇနာမင်းကသူကမဟာတက္ကရာတစ်နော်မဟာတက္ကရာတစ်တကူလာဆန်တည့်ရဲ့အဲ့ဒါအစာပဲနော်အဲ့ဒီတည့်ရဲ့ကိုသူကတနင်္ဂနွေထားတာလာကလည်းပဲတကူဒါလာထဲမှာအစာဆုံးလာရက်ကလည်းပဲတရက်နေ့ကလည်းပဲတနင်္ဂနွေခုနှစ်နေ့ထဲမှာအစာလုံးပဲတနင်္ဂနွေနေအဲ့ဒီကစားတာအဲ့တော့ဘိုးတော်အင်ဇနာမင်းဖြိုခဲ့တဲ့တက္ကရာဟာတက္ကရာတစ်ခုတကူလာစားတရက်တနင်္ဂနွေဆိုတော့သိပြီလေတော့အင်ဇနာမင်းကမွေးတဲ့သမီးကမေရောမာယာကမွေးတဲ့ကလေးကတိတ္တထကဘုရားဖြစ်တာကိုနော်သိထတာပဲနော်သိထတာမွေးတာကိုအဲ့ဒီသိထတာလေးက80နေသွားတာအသက်80နေသွားတာကိုနော်80နေသွားတာ80နေတော့အသက်80သူက68နဲ့တွက်ကြည့်ပါလားနော်68မှာဘုရားဖြစ်တာနော်35ဝါနဲ့နော်အဲ့တော့ဘုရားအသက်နဲ့တွက်လိုက်တဲ့အခါကျတော့140ကျော်လေးပဲရှိသေးတယ်အဲ့ဒီရှိတဲ့အခါကညသောဘုရားအဲ့ဒီခုနှစ်လောက်မှပရိနိဗ္ဗာန်ဆံရော80မှာလေပရိနိဗ္ဗာန်ဆံပြီးတဲ့အခါကျတော့အဇာတတမင်းတက်လာအဲ့ကြတော့အဇာတတမင်းကမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံလို့အလောင်းတွေပါလေတချို့ပြီးတော့ပြီးတဲ့အခါပရမတ္တန်ဃာယနာတင်ပြီးတဲ့အခါကျတော့ပရမတ္တန်ဃာယနာတင်တာကဘုရားကကဆုံလာပြေးမှာပရိနိဗ္ဗာန်ဆံနေဝါဆိုကဆုံကနေနေယုံကနေဝါဆိုဝါသဝနေပြီးတော့ပရမတ္တန်ဃာယနာဝါရွဲမှာတင်တာကို9လလာကြာတာကိုအဲ့ဒီပရမတ္တန်ဃာယနာတင်ပြီးတဲ့အခါကျတော့ဘိဒကစာပေမှာမြတ်စွာဘုရားကသူသာသနာကို9000လို့သုံးခဲ့တဲ့အသုံးရှိတယ်လေသူသာသနာ9000ရှိတည်မယ်ပေါ့လေ9000တည်မယ်ဆိုတော့ပြောခဲ့တဲ့စကားရှိတယ်ရှိတော့အဲ့ဒီသာသနာ9000ဆိုတာကိုတွက်လို့ကောင်းအောင်ဆိုပြီးတော့ဇာတာသမင်းကခုနတော့ကဘိုးတော်အင်ဇနာမင်းဖြိုလို့ထားခဲ့တဲ့တက္ကရာတွေကသူအကုန်လုံးပြဖြိုပြတာနော်ဖြိုပြတော့ဘယ်ကနေစတော့ဆိုတော့အဲ့ဒီမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတဲ့နှစ်ကနေစပြီးတော့တစ်သက်မှတ်လိုက်တာနော်မြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတဲ့နှစ်ကနေစပြီးတော့အဲ့ဒီနှစ်တကူလာပေါ့နော်အဲ့ဒီတကူလာကနေပြီးတော့စပြီးတော့တက္ကရာတစ်ဆိုပြီးတော့ဖြစ်သွားတာအဲ့ဒီတက္ကရာကိုအခုငါတို့သုံးနေတဲ့သာသနာတက္ကရာသာသနာတော်တက္ကရာဆိုတာလေနော်2600ကျော်လာပြီလေနော်ဘယ်တော့84လားရှိသွားပြီနော်အဲ့ဒါဇာတသမင်း
ကဖြိုးပြီးတော့တတ်မှတ်ခဲ့တဲ့နေ့အဲ့ဒါသာသနာနေ့နော်အဲ့ဒါသာသနာနှစ်ကိုကြည့်လိုက်လို့ရှိရင်သိပြီဒါမြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးတဲ့အချိန်ကနေစပြီးတော့တွက်လိုက်လို့ရှိရင်ဒါမြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နှစ်ပေါင်း2600ကျော်သွားပြီဆိုတော့သိပြီလေဒါသာသနာနှစ်အဲ့ဒီတက္ကရာကိုအရင်တော့ကအကုန်လုံးသုံးခဲ့တာဇတသမင်းဖြိုခဲ့တဲ့တက္ကရာကိုနော်အဲသုံးတာငါတို့နိုင်ငံမှာလည်းပဲအဲ့ဒါသုံးပါတယ်သာသနာနှစ်ဆိုပြီးတော့နော်သာသနာနှစ်ဆိုတော့သုံးခဲ့တယ်အဲ့ဒီသာသနာနှစ်ကြီးကိုပြည်ခုနကငါပြောတဲ့တရိခေတရာမှာသမုဒ္ဒရမင်းကထဖြိုလိုက်တာဖြိုပြီးတော့သူကနှစ်ခုကျွင်းထားတာသူကဟိုလိုအကုန်ဖြိုတာမဟုတ်နှစ်ခုခြံထားပြီးတော့သာသနာတက္ကရာနှစ်ကနေစခဲ့တာသူကစခဲ့တော့နှစ်ပေါင်း900လောက်ကျော်တော့ပကံကြတော့တခါပုပ္ပောစောဆိုတဲ့ရဟန်းမင်းကလည်းထဖြိုတာသူကလည်းပဲနှစ်ထားတာခုနကတော့ဟာတွေကအကျွမ်းမထားဘူးတစ်ကနေစတာအခုသူကမဟုတ်နှစ်ထားတာသာသနာတက္ကရာအဲ့ဒီဂုဏ်တက္ကရာကိုနှစ်ခါထားတာအဲ့ဒီလိုနှစ်ခါဖြိုလိုက်တဲ့ခါကျတော့တက္ကရာကအခုအဲ့လို1380နဲ့89ဖြစ်သွားတာဒါခုလက်ရှိသုံးတာဒါငါတို့သုံးတာပေါ့နော်အဲ့လိုသုံးခဲ့တော့ပုပ္ပောစောရဟန်းမင်းဒီကဖြိုခဲ့တဲ့တက္ကရာကိုဆက်ပြီးတော့သုံးတော့အဲ့ဒီတော့ကပကံမင်းတွေကမွန်မင်းနဲ့တို့ဒီဘက်ကဟသာဝတီမွန်ခင်းနဲ့အောက်ပိုင်းနဲ့ဒီဘက်ကဗမာနဲ့ကအကုန်လုံးညီညွတ်ကြတာကိုတူတဲ့ခါကျတော့အကုန်လုံးဒီကုနှစ်ကိုပဲသုံးခဲ့တယ်သုံးလိုက်တဲ့ခါကျတော့မွန်တွေကဘယ်ထိအောင်ရောက်သွားတော့ဆိုတော့မွန်တွေကဟိုဘက်မှာအရှိဘက်မှာထိုင်းတို့ကမ္ဘောဒီးယားတို့ထိအောင်မွန်တွေကရှိတာကိုဒီဘက်မှာရှမ်းတွေရှိတယ်လေရှမ်းတွေကဗမာနဲ့အတူပဲလေအဲ့ဒါကြောင့်မို့လို့ဟိုတုန်းကဆိုလို့ရှိရင်သာသနာတက္ကရာရဲ့အဲ့ဒီခုကောဇာတက္ကရာရဲ့တက္ကရာနှစ်ခုဟာမြန်မာမှာလည်းပဲအတူတယ်ထိုင်းမှာလည်းတူတယ်လာအိုလည်းတူတယ်ကမ္ဘောဒီးယားလည်းတူတယ်ဟိုခုယူနန်ပြည်နယ်တဲ့ထိအောင်ရောက်တယ်အဲ့ဒီထိအောင်တူတယ်ခဲ့တယ်အဲ့ဒါကြောင့်အခုသိညာကအတူတူပဲနော်သိညာကတို့မြန်မာနိုင်ငံသိညာနဲ့ထိုင်းသိညာနဲ့အတူတူပဲလာအိုလည်းအတူတူပဲကမ္ဘောဒီးယားလည်းအတူတူပဲတက္ကရာလည်းတူတယ်တက္ကရာလည်းအတူတူပဲဟိုတုန်းကနော်ဒီလပဲသူတို့လည်းဒီလတွေပဲသူလည်းဒီတက္ကရာအတူတူပဲလာအိုလည်းအတူတူပဲနောက်ပိုင်းကြတဲ့ခါကျတော့မှနောက်ပိုင်းတော့မှဒီနောက်ပိုင်းထိအောင်ထိုင်းရဲ့သမိုင်းတွေကိုငါစာအုပ်တွေရေးတဲ့ခါကျကြည့်လိုက်တဲ့ခါကျတော့သူတို့သုံးသေးတယ်တက္ကရာကိုသူကအကြီးနဲ့အငယ်ဆိုပြီးတော့သုံးတာခုနကတော့ကဇာတသဖြိုခဲ့တဲ့သာသနာတော်တက္ကရာကိုတက္ကရာအကြီးလို့ခေါ်တယ်ထိုင်းကအငယ်ဆိုတာကကောဇာတက္ကရာပေါ့1386ကိုအငယ်လို့ခေါ်တယ်အငယ်သုံးသေးတယ်ဟိုတုန်းကဒါပေမဲ့အခုနောက်ပိုင်းအဲ့သူတို့အငယ်ကိုအသုံးမနေဘူးဖြောက်ပလိုက်ပြီဗမာနဲ့တူးနာကိုတူးနေတဲ့တော့သူတို့ဖြောက်ပလိုက်ပြီးတော့သာသနာတက္ကရာကိုပဲသုံးတာအခုထိုင်းပြက်ကလေးကသာသနာတက္ကရာပဲနော်တက္ကရာကိုပဲသူတို့သုံးတာအဲ့တော့ဒီမှာဘာကွာသွားတုံးဆိုတော့ဘိုးတော်အင်စနာမင်းကတကူလာကိုစားထားခဲ့တာနှစ်အစအောင်နော်နောက်မင်းတွေကလည်းပဲတက္ကရာဖြိုပေမဲ့လို့တက္ကရာတင်ဖြိုတာလာကတော့အတူထားခဲ့တယ်နေ့ကိုလည်းအတူတူထားခဲ့တယ်ရှိရင်းဆွဲနေ့အတိုင်းပဲနော်စနေဆိုစနေပဲတင်းငယ်လို့ဆိုတင်းငယ်တင်ထားခဲ့တာဟိုဟာတွေမဖြိုဘူးလေမဖြိုတဲ့ခါကျတော့အဲ့ဒီဟာနဲ့လိုက်တွက်လိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့နေ့တွေကိုစနေတင်းငယ်တွေလိုက်တွက်လို့ရတယ်ပေတဲ့နေ့ရတွက်မစွင်ရင်တွက်လို့ရတယ်အဲ့ဒီနည်းနဲ့တွက်တာအဲ့တော့ထိုင်းကိုပြက်ကလေးကိုငါကြည့်တာပေါ့ထိုင်းပြက်ကလေးကခုနှစ်ကငါတို့သာသနာတက္ကရာခုနှစ်နဲ့တူတယ်လို့သူပြက်ကလေးနဲ့အဲ့ဒီသာသနာနှစ်ကိုပဲသူတို့သုံးတယ်သုံးပေမဲ့လို့နှစ်ကိုတာသူတို့သုံးတာလာကြတော့သူတို့တကူလာပဲသူတို့သိညာနှစ်ကူးတယ်အဲ့တော့နှစ်ကူးတာကငါတို့နဲ့တခါသူတို့နဲ့ထိုင်းနဲ့ဘယ်လိုကွာသွားပြန်တော့ဆိုတော့ငါတို့ကအဇာတသမင်းကဖြိုရတာကိုအဇာတသမင်းကဖြိုလိုက်တဲ့ခါကျတော့မြတ်စွာဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကနေစပြီးတော့တက္ကရာတစ်လို့သွားသတ်မှတ်ခဲ့တာကိုမြတ်စွာဘုရားပရိနိဗ္ဗာန်ဆိုတာကဆုံလားပြေကိုအဲ့လိုဆိုအဲ့ဒီတက္ကရာနှစ်ကူးမယ်ဆိုကဆုံကြမှာကူရမှာနော်ငါတို့မြန်မာနိုင်ငံမှာသာသနာတက္ကရာနှစ်ကူးတာကဆုံလားပြေကူတာအခုတကူလားဆိုရင်မကူသေးဘူးလာမဲ့ကဆုံလားပြေကြမှာသာသနာတက္ကရာကနှစ်ကူးမှာအဲ့တော့ထိုင်းနေမှာသူတို့ပြဿနာသွားတက်တယ်သူတို့ခုနှစ်ကိုတော့သာသနာတက္ကရာကိုသူတို့သုံးလိုက်တယ်နေ့ကိုတော့တကူလားလာကူတာသူတို့တကူလားလာကူတာသူဒီတက္ကရာအကြီးအသေးသူတို့ရောသွားတာနော်ကြောသွားတာအဲ့တော့သူတို့အသေးကိုလည်းမဖြောက်ဘူး